ဒီမချသေးမီကဒါလူငယ်ငင်းငယ်ပရိုဂရမ်ဆိုပြီးတော့ကျင်းပခဲ့တယ်ပေါ့အဲ့ဒီကျင်းပခဲ့တဲ့ပွဲမှာကျွန်တော်တို့ယာယီသမ္မတကြီးလေယာယီသမ္မတကြီးကနေပြီးတော့ဒါလူငယ်တွေကဒီနိုင်ငံရေးခန့်ခဏတွေမှာပါဝင်လာဖို့ချိန်တန်နေပြီးတော့ပါဝင်လာဖို့လဲဒါသူစီစဉ်ပေးတော့မယ်ပေါ့အဲ့ဒီပုံမှာအမမြင်လေးပြပြပေးပါဦးခင်ဗျလူငယ်ငင်းငယ်ပရိုဂရမ်မှာဒါယာယီသမ္မတကြီးကနေပြီးတော့ဒီလူငယ်တွေကိုပေါ့နိုင်ငံရေးခန့်ခဏတွေမှာတာဝန်ပေးတော့မယ်ပေါ့တာဝန်ပေးဖို့အတွက်ကိုအဲ့ဒီပြကြတဲ့ပုံမှာညီလေးနေနဲ့ဘယ်လိုမြင်လဲခင်ဗျလူငယ်ငင်းငယ်ပရိုဂရမ်ဆိုပြီးတော့ဒါပွဲတွေလုပ်သွားတယ်ပေါ့အဲ့ဒီပွဲမှာယာယီသမ္မတကြီးကနေပြီးတော့ဒါလူငယ်တွေကိုနိုင်ငံရေးခန့်ခဏတွေမှာဒါနေရာယူဖို့ချိန်တန်ပြီပေါ့တာဝန်ပေးဖို့လည်းရှိရပေါ့အဲ့ဒီပုံမှာညီမလေးနေနဲ့ဘယ်လိုမြင်လဲလူငယ်တွေကိုပေါ့နော်နိုင်ငံရေးခန္ဓာတွေမှာနေရာပေးဖို့ရှိရလို့ပြောတဲ့အပေါ်မှာရောကိုရိုနာမြင်လေးသိချင်ပါတယ်ရှင်လူငယ်ငင်းငယ်ရေးဖိုရမ်မှာလူငယ်တွေရဲ့သစ္စာဒိဋ္ဌံ၄ချက်ရောအမသိလားရှင်မိမိကိုယ်ကောင်းအောင်ကြိုးစားရမယ်ဆိုတဲ့အချက်ကိုတော့မှတ်မိရဲ့ကျန်တဲ့၃ချက်ကိုတော့မှမေ့သွားလို့ပါညီမလေးလူငယ်တွေကိုနေရာပေးတယ်ဆိုတော့ဘယ်ကဏ္ဍနေပေါ့လေနော်အများကြီးကောင်းပါတယ်အတိုင်းပြည်တွေလည်းအများကြီးကောင်းတော့ပေါ့နော်ကျွန်တော်လူငယ်ဆိုတာအတိုင်းပြည်ရဲ့အနာဂတ်ပဲလေနော်ဟုတ်ကဲ့မအနေနဲ့ဒီအပိုင်း1အပိုင်း2ပေါ့ရွေးကောက်ပွဲလေအဲ့ဒါမဲထပ်ပြီးလားခင်ဗျမထက်ရသေးဘူးပေါ့ဟုတ်ကဲ့ခင်ဗျအဲ့ဒါပိုင်းတော့မဲထပ်ပါပေါ့ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ခင်ဗျအားလုံးပဲမင်္ဂလာပါရှင်ကျမတို့အခုရောက်ရှိနေတဲ့နေရာလေးကတော့73မှာရေကစားဥယျာဉ်များဖြစ်ပါတယ်ရှင်ဒီရေကစားဥယျာဉ်မှာလာရောက်လဲပဲကြတဲ့မိဘပြည်သူတွေကိုရေကောက်ပွဲအပိုင်း3နဲ့ပတ်သက်ပြီးတော့မေးမြန်းသွားမှာဖြစ်တဲ့အတွက်ကျမတို့နဲ့အတူတူလိုက်ပါကြည့်ရှုပေးပါအောင်နော်မနီတို့မင်္ဂလာပါဟုတ်မင်္ဂလာပါမနီမင်္ဂလာပါဟုတ်မင်္ဂလာပါမနီတို့ပေါ့နော်ဒီ73မိုင်ကိုပေါ့နော်ဒီအလေလာလားမသိဘူးဟုတ်လဲလာတာမလားလဲလာတာဟုတ်ကဲ့ပါညီမလေးဟိုဘယ်မျိုးနယ်ကနေပြီးတော့လာလည်းမသိဘူးနော်မန်းလေးမြို့နယ်ပဲအော်ဟုတ်ကဲ့ပါညီမလေးဒီ73မိုင်ကိုဒီအလေလာတဲ့အခါမှာပေါ့နော်ဒီစိတ်ထဲမှာဘယ်လိုလေးခံစားရအောင်ပေါ့နော်ကြော့ပါတယ်မအရင်ကြော့ပါအော်ဟုတ်ကဲ့ပါပြီးတော့ညီမလေးနာမည်လေးရမိတ်ဆက်ပေးပါအောင်ရတနာအော်ရတနာညီမလေးရောသူစာဝင်းအော်ဟုတ်ကဲ့ပါညီမလေးအခုလိုမျိုးပေါ့နော်ဒီပြည်သူပြည်သားတွေလွတ်လွတ်လပ်လပ်နဲ့ပေါ့နော်ပြောရှင်းရှင်းတွေ့နေရမြင်တော့ပေါ့ညီမလေးတို့စိတ်ထဲမှာလည်းဘယ်လိုလေးခံစားရအောင်ပေါ့နော်ကြော့ပါပြီးတိရှိပါရဲ့မှာအော်ညီမလေးရောအရင်လည်းပြီးတိဖြစ်ပါပြီးတော့မရဘူးတဲ့အတွက်လည်းစိတ်ထဲမှာတမျိုးခံစားရတာပေါ့ပြောလဲပြောပါတယ်ဟုတ်ကဲ့ပါညီမလေးပေါ့နော်ဒီနောက်ထပ်ပေါ့နော်ဒီ73မိုင်ကိုလာရောက်လဲပတ်မဲ့ဒီပြည်သူပြည်သားတွေအတွက်ပေါ့ညီမလေးတို့စကားတွေသိပြရစီပေါ့နော်ပြောဖို့ကောင်းပါရဲ့လို့လာခဲ့ပါလို့ဟုတ်လာခဲ့ပါလို့ပြည်သူပြည်သားတွေအကုန်လုံးဟုတ်ကဲ့ပါညီမလေးကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ပါကျေးဇူးပါခင်ဗျာပါဟုတ်ကဲ့ခင်ဗျာဟိုနာမည်လေးမိတ်ဆက်ပေးပါဦးခင်ဗျာစူးစူးပါဟုတ်ကဲ့ခင်ဗျာဘယ်နုနယ်နေလာလဲခင်ဗျာမန်းလေးရပါရှင်ဟုတ်ကဲ့ခင်ဗျာဒါတငယ်ချင်းနေလာရပါဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာဒါဘယ်နှစ်ကြိမ်ရောက်ရှိလဲခင်ဗျာပထမဆုံးတစ်ကြိမ်ပါဟုတ်ကဲ့ခင်ဗျာလာလေရတဲ့ပုံမှာတခုဒီလိုမြင်တွေ့ရတဲ့ပုံမှာခန်းစားချက်လေးပြောပြပေးပါခင်ဗျာဟုတ်ပြောပါတယ်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့အမအနေနဲ့အခုဒီရေကောက်ပွဲအပိုင်း1နဲ့2ကျင်းပပြီးသွားပြီပေါ့အပိုင်း2ပိုင်းမှာမဲထက်ပြီးသွားပြီလားခင်ဗျာဟုတ်မဲထက်ပြီးပါရှင်ဟုတ်ကဲ့ခင်ဗျာအမမဲထက်ပြီးသွားပြီဆိုတော့အမရွေးချယ်ခဲ့တဲ့ကိုယ်စားလှယ်လောင်းကဘယ်လိုမျိုးကိုယ်စားလှယ်လောင်းတွေရွေးချယ်ခဲ့ရလဲခင်ဗျာပေါ့နိုင်ငံတော်အတွက်ပြည်တိုင်းပြည်သူပြည်သားတွေအတွက်အဲ့လိုမျိုးအေဂျင့်တာရအောင်ဖွံ့ဖြိုးအောင်လုပ်ပေးမဲ့သူလို့အဲ့လိုမျိုးထည့်ခဲ့ပါတယ်ဟုတ်ကဲ့ပါခင်ဗျအခုဒီလူငယ်တွေပေါ့လေဒီရေကောက်ပွဲလူငယ်တွေအတွက်ကိုဒါအနာဂတ်အတွက်ကိုတက်ရောက်သွားမယ်လို့ထင်လားခင်ဗျဟုတ်ထင်ပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျအခုဒီမချသေးမီဒါလူငယ်ငင်းငယ်ပရိုဂရမ်ဆိုပြီးတော့ကျင်းပခဲ့တယ်ပေါ့အဲ့ဒီကျင်းပခဲ့တဲ့ပွဲမှာကျွန်တော်တို့ယာယီသမ္မတကြီးလေယာယီသမ္မတကြီးကနေပြီးတော့ဒါလူငယ်တွေကဒီနိုင်ငံရေးခန့်ခဏတွေမှာပါဝင်လာဖို့ချိန်တန်နေပြီးတော့ပါဝင်လာဖို့လဲဒါသူစီစဉ်ပေးတော့မယ်ပေါ့အဲ့ဒီပုံမှာအမမြင်လေးပြပြပေးပါဦးခင်ဗျဟုတ်ကောင်းပါတယ်လူငယ်တွေကတိုင်းပြည်ကိုဥဆောင်ရမှာဆိုတော့ပါဝင်လာတော့ကောင်းပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့အခုဒီအပိုင်း1နဲ့2မှာပေါ့လေဒါပြည်သူတွေကဒါအတိုင်းအတာတစ်ခုထိလာရောက်မဲပေးကြတယ်ပေါ့အဲ့ဒီအပေါ်မှာအမအနေနဲ့ဘယ်လိုမြင်လဲခင်ဗျဝမ်းသာပါတယ်ကျင်းတဲ့ပြည်သူဖြစ်ပါတယ်ဟိုနိုင်ငံတော်ကလည်းမငြိမ်မချမ်းဖြစ်နေကြပြီဆိုတော့ဒီလိုလေးမြင်ရတော့လဲဝမ်းသာပါတယ်ငြိမ်ချမ်းသွားပြီဆိုတော့ရိပ်ရောင်လည်းမြင်ရတာပေါ့နော်ဟုတ်ကဲ့ပါခင်ဗျအပိုင်း3ကကျင်းပဖို့ကြံသေးတယ်လေကြာမီမှာလည်းကျင်းပတော့မှာပေါ့အဲ့ဒီပုံမှာရောအမအနေနဲ့ဒါလာရောက်မဲပေးမဲ့လူတွေရောမဲပေးဖို့စဉ်းစားနေတဲ့လူတွေရောဒါစကားလောက်ဆောင်လေးနဲ့ပါပြီးတော့ဖိတ်ခေါ်ပေးပါဦးခင်ဗျဟုတ်မဲလာပေးကြပါလို့ဟိုလူငယ်တွေပဲဥဆောင်ရမှာဆိုတော့လေမဲပေးမှလည်းဟိုဘယ်လိုခေါ်မလဲကိုယ်တိုင်းပြည်အတွက်ဘယ်သူလူကအကျိုးရှိစွာနဲ့လုပ်ပေးနိုင်မလဲဆိုတာလည်းသိကြမှာပေါ့နော်အဲ့ကြောင့်မဲလာပေးကြပါလို့ဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျဖိတ်ကြားပေးတဲ့ကျေးဇူးတင်ပါတယ်ဒီလိုမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျဟုတ်ကဲ့ခင်ဗျနာမည်လေးမိတ်ဆက်ပေးပါဦးကျွန်တော်နာမည်အန်စင်တာပါဗျဟုတ်ကဲ့ခင်ဗျဘယ်လိုလဲလာလဲခင်ဗျဒီတကွန်ပါကဗျဟုတ်ကဲ့ခင်ဗျအခုလာလဲရတဲ့ပုံမှာရောခင်ဗျချက်ဘယ်လိုရှိလဲခင်ဗျပြောပါလေဗျပြောရှိနေပါပဲဟုတ်ကဲ့ညီလေးနေတဲ့ပြည်သူတွေကိုဆိုတော့ဒါရွေးကောက်ပွဲအပိုင်းနဲ့မှာမဲထက်ခဲ့ပြီပေါ့ဟုတ်ကဲ့ဗျဟုတ်ကဲ့
အဲ့လိုမဲထည့်ခဲ့တဲ့ပုံမှာညီလေးရွေးချယ်ခဲ့တဲ့ကိုယ်စားလှယ်လောင်းတွေကိုဘယ်လိုမျိုးဦးစားပေးရွေးချယ်ခဲ့လဲ အခုနိုင်ငံတိုးတက်ဖို့ဒါပါပဲ ဟုတ်ကဲ့အခုဒါညီလေးလူငယ်တယောက်လေ ဟုတ် မကြသေးခင်ကကျမခဲ့တဲ့လူငယ်ငင်းငင်းဖိုရမ်မှာဒါယာယီသမရာကြီးကနေပြီးတော့ဒီလူငယ်တွေကိုပေါ့နိုင်ငံရေးခန်းခန်းတွေမှာတာဝန်ပေးတော့မယ်ပေါ့တာဝန်ပေးဖို့အတွက်ကိုအဲ့ဒီပြောကြတဲ့ပုံမှာညီလေးနေနဲ့ဘယ်လိုမြင်လဲခင်ဗျ အောင်းပါလေလူငယ်တွေကိုဒါလူငယ်တွေကိုနေရာပေးရတော့အောင်းပါလေနိုင်ငံလည်းတိုးတက်မှာပါ ဟုတ်ကဲ့ပါခင်ဗျအခုဒါအပိုင်းတစ်နှစ်မှာလည်းဒါပြည်သူတွေအတိုင်းအတာတစ်ခုထိလာရောက်မဲပေးကြတယ်ဗျအဲ့ဒီပုံမှာညီလေးမြင်လေပြပြပေးပါဦး လူငယ်တွေမဲပေးရတော့ကောင်းပါလေဗျာဒါနိုင်ငံကြီးတိုးတက်ဖို့အားလုံးမဲပေးဖို့အကောင်းစိတ်ပြေပါတယ် ဟုတ်ကဲ့ခင်ဗျအပိုင်းသုံးလည်းမကြခင်ကျင်းပတော့မှာပေါ့အဲ့ဒီအပေါ်မှာရောဒါပြည်သူတွေလာရောက်မဲပေးဖို့အတွက်ကိုညီလေးလက်ဆောင်စကားလေးပြပြပေးပါဦးခင်ဗျ ဟိုဒါနိုင်ငံတိုးတက်ဖို့တယောက်တမဲဒီပေးဖို့အဆင်ပြေပါတယ် ဟုတ်ကဲ့ပါခင်ဗျအခုဒီဒါလူငယ်တယောက်အနေနဲ့ပေါ့လေဒီရွေးကောက်ပွဲဆိုတာယူဒါနိုင်ငံတော်ကနေပြီးတော့ဘယ်လိုမျိုးသိအောင်လို့ဆောင်ရွက်တယ်လဲ အိုင်းမောကနေကြီးညာမဲ့ဒါလူမျိုးလက်ကမ်းစာဆောင်နေတဲ့ကြီးညာတာပို့ပြီးဆင်ပြေပါတယ် ဟုတ်ကဲ့ပါခင်ဗျအဲ့ဒါဖေးကြပေးတဲ့ကျေးဇူးတင်ပါတယ် ဟုတ်ကျေးဇူးပါ ညီမလေးမင်္ဂလာပါ ဟုတ်မင်္ဂလာပါရှင် ဟုတ်ကဲ့ခင်ဗျနာမည်လေးမိတ်ဆက်ပေးပါဦးခင်ဗျ ပါညီမနာမည်ကယူနက်တီပါရှင် ဟုတ်ကဲ့ခင်ဗျဘယ်မျိုးနေလာလဲခင်ဗျ မန္တလေးကနေပြောလာလဲရပါရှင် ဟုတ်ကဲ့ဟိုအခုကဒါပထမဆုံးချိန်လားခင်ဗျ ဟုတ်ကဲ့ပထမအောင်ဆုံးချိန်ပါရှင် ဟုတ်ကဲ့ခင်ဗျလာရောက်လည်ပြရတဲ့အပေါ်မှာခဏချက်ဘယ်လိုရှိလဲခင်ဗျ အရန်ပျော်ပါတယ်ပေါ့စိတ်လွတ်လက်လွတ်နဲ့ဆော့ရမှာပေါ့ ဟုတ်ကဲ့ခင်ဗျအခုဒီမှာပိုင်းတင်းတဲ့နှစ်ကရုပ်ောက်ပွဲပိုင်းတင်းတဲ့နှစ်ကကျင်းပပြီးသွားပြီလေညီမလေးဘယ်ပိုင်းမှာမဲထည့်ခဲ့ရလဲ ပထမပိုင်းလေးမှာတော့မဲထည့်ပြီးသွားပြီရှင် ဟုတ်ကဲ့ခင်ဗျညီမလေးမဲထည့်တဲ့ပုံမှာဘယ်လိုကိုယ်စားလှယ်လောင်းတွေကိုရွေးချယ်ပြီးတော့မဲထည့်ခဲ့ရလဲ ဟုတ်ပါညီမတို့ရဲ့အတိုင်းပြည်ပေါ့နော်ဟိုတိုးတက်မဲ့လမ်းကြောင်းကိုဦးစီးပေးမဲ့သူကိုတော့ညီမရွေးချယ်ပြီးတော့ပေးလိုက်ပါရှင် ဟုတ်ကဲ့မဲထည့်ရတဲ့ပုံမှာဒါလွတ်လွတ်လပ်လပ်မဲထည့်ခွင့်ရခဲ့လား ဟုတ်ရခဲ့ပါရှင်ဟိုကြိုက်တဲ့သူကိုရွေးချယ်ခွင့်ရှိပါရှင်ဟုတ် ဟုတ်ကဲ့အခုဒါပိုင်းတော့လည်းမကြခင်ကျင်းပတော့မှာလေအဲ့ဒီပိုင်းတော့မှာဒီပြည်သူတွေကပိုင်းတင်းတဲ့နှစ်မှာကျော်ပြည်သူတစ်ခက်နဲ့လာပြီးတော့လာရောက်မဲထည့်ကြရပေါ့အဲ့ဒီပေါ်ညီမလေးမြင်နေပြပြပေးပါဦး ဟုတ်ကဲ့ပါကိုတိုင်းပြည်တိုးတက်ဖို့အတွက်လာပြီးတော့မဲပေးတယ်ဆိုတော့ဝမ်းသာပါရှင် ဟုတ်ကဲ့ခင်ဗျမကြသေးခင်ကလေဒါလူငယ်ငင်းငယ် program ဆိုပြီးတော့ဒါပွဲတွေလုပ်သွားတယ်ပေါ့အဲ့ဒီပွဲမှာယာယီသမရာကြီးကနေပြီးတော့ဒါလူငယ်တွေကိုနိုင်ငံရေးခန်းခန်းတွေမှာဒါနေရာယူဖို့အချိန်တန်ပြီပေါ့တာဝန်ပေးဖို့လည်းရှိရပေါ့အဲ့ဒီပုံမှာညီမလေးအနေနဲ့ဘယ်လိုမြင်လဲခင်ဗျ ဟုတ်ပါလူငယ်တွေကိုဦးစားပေးပြီးတော့လောက်ကင်ပေးမယ်ဆိုတော့ကိုမြန်မာနိုင်ငံလည်းတိုးတက်မှုရှိရပါရှင်အဲ့အတွက်လည်းဝမ်းသာပီတိဖြစ်ရပါရှင် ဟုတ်ကဲ့ပါညီမလေးအခုပိုင်းတော့လည်းမကြခင်ကျင်းပတော့မှာလေပိုင်းတော့မှာကျင်းပမဲ့ချိန်မှာဒီပြည်သူတွေလာရောက်မဲထည့်ဖို့ညီမလေးအနေနဲ့ဖိတ်ခေါ်ပေးပါဦးဆိုရင်ရော ဖိတ်ခေါ်ပေးပါရှင်အားလုံးပဲလာရောက်ပြီးတော့မဲပေးကြပါလို့ဖိတ်ခေါ်လိုက်ပါရှင် ဟုတ်ကဲ့ပါခင်ဗျဖြေချပေးတဲ့ကျေးဇူးတင်ပါတယ် ကျေးဇူးပါရှင်ဟုတ် အကိုတို့မင်္ဂလာပါရှင် ဟုတ်မင်္ဂလာပါမ ဟုတ်နာမည်လေးနဲ့မိတ်ဆက်ပေးပါဦး ကျွန်တော်နာမည်ထွန်းထွန်းဝင်းပါ ဟုတ်ကဲ့ပါမနာမည် မနာမည်ကရင်နုပါရှင် ဟုတ်ကဲ့ဘုရားနဲ့လာလေကြရလေ ဟုတ် ရှင် မန်းလေးရပါ ဟုတ်ဘယ်သူတွေနဲ့လာလဲရှင် ကျွန်တော်ချစ်ချင်းနဲ့လာတာပါ ဟုတ်ကဲ့ပါကိုတို့အနေနဲ့ပေါ့နော်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပိုင်းတင်းနဲ့ပိုင်းနှစ်မှာမဲပေးပြီးသွားပြီလားရှင် ဟုတ်ပေးပြီးတော့ပါပြီ ဟုတ်ကဲ့ပါအပိုင်းတင်းနဲ့ပိုင်းနှစ်မှာပေါ့နော်မဲပေးတဲ့သူတွေမဲဆန္ဒရှင်တွေကအများကြီးတွေ့ရတယ်ပေါ့နော်ပိုင်းသုံးမှာရောမဲဆန္ဒရှင်တွေများလိမ့်မယ်လို့ကိုတို့အနေနဲ့ထင်ပါရှင် ဟုတ်ထင်ပါတယ်ဗျ ဟုတ်ကဲ့ပါအကိုတို့အနေနဲ့ပေါ့နော်အခုကျင်းပပြီးသွားတဲ့လူငယ်ငင်းရဲရေးဖိုရမ်မှာပေါ့နော်ယာယီသမနာကြီးကနေပြီးတော့လူငယ်တွေကိုပေါ့နော်နိုင်ငံရေးကဏ္ဍတွေမှာနေရာပေးဖို့ရှိရလို့ပြောတဲ့အပေါ်မှာရောကိုတို့ညံမြင်လေးသိချင်ပါတယ်ရှင် ဟုတ်လူငယ်တွေကိုနေရာပေးတယ်ဆိုတော့ဘယ်ကဏ္ဍနေနေပေါ့လေနော်အများကြီးကောင်းပါတယ်အတိုင်းပြည်တွေလည်းအများကြီးကောင်းတော့ပေါ့နော်ကျွန်တော်လူငယ်ဆိုတာအတိုင်းပြည်ရဲ့အနာဂတ်ပဲလေနော် ဟုတ်ကဲ့ လူငယ်တွေကိုခွင့်ရေးပေးတယ်ဆိုတာလူငယ်တွေရဲ့ကြိုးစားခြင်းနဲ့စိတ်နဲ့ဖြစ်ပေါ်စေရလူငယ်တွေကိုလည်းအခွင့်အရေးတွေအများကြီးရစေရအတိုင်းပြည်တွေလည်းအများကြီးကြိုးရှိရလို့မြင်ပါတယ်ဟုတ် ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခုအနေနဲ့ပေါ့နော်အခုပိုင်းသုံးမှာမဲပေးကြမဲ့မဲဆန္ဒရှင်တွေကိုလည်းဖိတ်ခေါ်ပေးပါအောင်ရှင် ဟုတ်နိုင်ငံသားတယောက်ရဲ့အခွင့်အရေးပေါ့နော်နိုင်ငံသားတယောက်ရဲ့အခွင့်အရေးမဆုံးရှုံးပါကျွန်တော်တို့နိုင်ငံတော်လည်းကောင်းစေဖို့ပေါ့နော် ဟုတ်ကဲ့ မေးပေးကြပါလို့ကျွန်တော်တိုက်တွန်းပါတယ်နော် ဟုတ်ကဲ့ပါအခုလိုဖိချပြကျေးဇူးတင်ပါတယ် ကျေးဇူးပါဗျာ ဟုတ်ကဲ့ရှင် ကျေးဇူးများ ဟုတ်ကဲ့မင်္ဂလာပါ မင်္ဂလာပါခင်ဗျ ဟုတ်ကဲ့ခင်ဗျနာမည်လေးမိတ်ဆက်ပေးပါဦးခင်ဗျ ကျွန်တော်နာမည်စောပြည့်စုံပါခင်ဗျ ဟုတ်ကဲ့ခင်ဗျဘယ်မျိုးနေလာလဲခင်ဗျ ကျွန်တော်ပြင်းလို့ရလာဆော့တာပေါ့ ဟုတ်ကဲ့ခင်ဗျဒါအခုဒါအပိုင်းတော့လည်းမကြခင်ကျင်းပတော့ပါလေပါတယ်ဟုတ်တယ်အေးတယ်လာရောက်မဲပေးမဲ့ပြည်သူတွေကိုဘယ်လိုဖိတ်ခေါ်ပေးပါဦးခင်ဗျ ဟုတ်ဘိုင်းတော့မှလည်းဟိုမဲပေးရမယ့်ပေါ့လူသားမြန်မာနိုင်ငံသားတိုင်းပေါ့မဖြစ်မနေလှုပ်ဆောင်ပေါ့မဲပေးရတာဝန်ရတော့ဒါကြောင့်ကိုယ့်ရဲ့နိုင်ငံသားတယောက်တာဝန်ကြည့်အောင်လို့မဲလာရောက်ပြီးတော့ထည့်ပေးကြပါဦးလို့ဖိတ်ခေါ်ပါပါ ဟုတ်ကဲ့မင်္ဂလာပါရှင် မင်္ဂလာပါညီမလေး ဟုတ်ကဲ့နာမည်လေးနဲ့မိတ်ဆက်ပေးပါဦးရှင် နာမည်လေးကမက်ကြည့်ပါညီမလေး ဟုတ်ကဲ့ပါအမဒီ73မိုင်လာရလားရှင် ပါလေးရပါ ဘယ်သူတွေနဲ့လာလဲမသိရှင် မတငယ်ချင်းနေနဲ့လှုပ်ပိတ်ရလာနေတာပါညီ ဟုတ်ကဲ့ပါအမဘယ်ကနေလာလေရလဲရှင် ကြောက်ဆယ်ရလာတာပါညီမလေး ဟုတ်ကဲ့ပါအမအနေနဲ့ပေါ့နော်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အပိုင်း1နဲ့အပိုင်း2မှာ
မဲပေးပြီးသွားပြီလားရှင် ပြေးပြီးသွားပြီညီမလေး ဟုတ်ပေးရတော့လူလည်းပေးခဲ့ရလားရှင် ပြီးခဲ့ရပါတယ် ဟုတ်ကဲ့ပါမအနေနဲ့ပေါ့နော်ဒီအခုကျင်းပပြီးသွားတယ်လူငယ်ငင်းငယ်ရေးဖိုရမ်မှာပေါ့နော်ယာယီသမလာကြီးကနေပြီးတော့ဒီနိုင်ငံတော်ရဲ့ကဏ္ဍတွေမှာလူငယ်တွေကိုပေါ့နေရာပေးဖို့ရှိရဆိုတဲ့အပေါ်မှာရောအမားအနေနဲ့အမြင်လေးပြောပြပါဦးရှင် အမြင်လေးကတော့အမားတို့လူငယ်တွေအတွက်အကျိုးရှိမယ်လို့တော့အမားတို့မြင်ပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့ပါအမအနေနဲ့ပေါ့နော်ဒီလူငယ်ငင်းငယ်ရေးဖိုရမ်မှာလူငယ်တွေရဲ့သစ္စာဒိဋ္ဌံ၄ချက်ရောအမသိလားရှင် မိမိကိုယ်ကိုကောင်းအောင်ကြိုးစားရမယ်ဆိုတဲ့အချက်ကိုတော့မှတ်မိရဲ့ကျန်တဲ့၃ချက်ကိုတော့မှမေ့သွားလို့ပါညီမလေး ဟုတ်ကဲ့အမအနေနဲ့ပေါ့နော်ဒီအပိုင်း၃မှာအပိုင်း၃ရွေးကောက်ပွဲကျင်းပမဲ့ပုံမှာလာပေးကြမဲ့မဲဆန္ဒရှင်ကိုလည်းဖိတ်ခေါ်ပေးပါအောင်ရှင် ရွေးကောက်ပွဲနိုင်ငံကောင်းဖို့အတွက်ပေါ့နော်ရွေးကောက်ပွဲမှာလာရောက်မဲပေးဖို့ရာအတွက်တော့ဖိတ်ခေါ်ပါတယ်ညီမ ဟုတ်ကဲ့ပါအမခုလိုဖိတ်ကြားပြကျေးဇူးတင်ပါတယ်ရှင် ကျေးဇူးပါ မင်္ဂလာပါကို ဟုတ်ကဲ့ခင်ဗျနာမည်လေးမိတ်ဆက်ပေးပါဦးခင်ဗျ ညီမနာမည်မတက်တက်အောင်ဖြစ်ပါတယ် ဟုတ်ကဲ့ခင်ဗျဒီမှာလောက်တာကြာပြီလားခင်ဗျ ကြားပြီရှင်၃နှစ်ကျော်ပါရှင် ဟုတ်ကဲ့ခင်ဗျဒီမှာလာလေဒီမိဘပြည်သူတွေကကြတော့ဘလို့နေမျိုးကြီးမှာပို့စီကားလဲခင်ဗျ စနေတနင်္ဂနွေလာပြည့်ဖေဦးဖို့ပို့စီရရှင် ဟုတ်ကဲ့ခင်ဗျအဲ့လိုလာပြီးတော့လဲပဲတဲ့အချိန်မှာဒါအခုဒီကျွန်တော်တို့ဒီဖလန်ဖလန်ရဲ့73မိုင်မှာပေါ့နော်နေရာတွေကကြတော့ဒီပြည်သူတွေပြောပါဖို့အတွက်လုံလောက်မှုရှိတယ် ဟုတ်ကဲ့လုံလောက်မှုရှိရရှင်ရေလည်းအေးချမ်းပါတယ် ဟုတ်ကဲ့ခင်ဗျ စောရလည်းစင်ပြေရရှင် ဟုတ်ကဲ့ခင်ဗျမအနေနဲ့ဒီအပိုင်း1အပိုင်း2ပေါ့ရွေးကောက်ပွဲလေအဲ့ဒါမဲထပ်ပြီးလားခင်ဗျ မထက်ရသေးဘူးကို ဟုတ်ကဲ့ခင်ဗျအဲ့ဒါပိုင်းတော့မဲထည့်ပါပေါ့ ဟုတ်ကဲ့ရှင် ဟုတ်ကဲ့ခင်ဗျအမအနေနဲ့ပေါ့လေကိုပေးမဲ့မဲကဘယ်လိုကိုယ်လောင်းနေဦးစားပေးပြီးတော့ပြီးသွားမလဲခင်ဗျ ဟုတ်ဘယ်လိုပဲထဲထဲကိုနိုင်ငံအတွက်ကြိုးရှိရဲ့မဲဆိုရင်စင်ပြေပါတယ် ဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ခင်ဗျဒီအခုရေကောက်ပွဲရပေါ့ဗျာကျွန်တော်တို့နိုင်ငံပေါ်တက်ရောက်မှုရှိမယ်လို့ထင်လားခင်ဗျ ဒါညီမတို့ကတော့အဲ့လိုမျိုးစုံဖြတ်ပြီးလို့မရဘူးလေဟုတ်နိုင်ငံအတွက်ကြိုးရှိမယ်ဆိုရင်စင်ပြေပါတယ် ဟုတ်ကဲ့ပါခင်ဗျအခုမကြသေးမီကကျင်းပခဲ့တဲ့ဒါလူငယ်ချင်းချင်းဖိုရမ်မှာပေါ့လေကျွန်တော်တို့ယာယီတမလာကြီးကနေပြီးတော့ပြောသွားတယ်ပေါ့ဒီလူငယ်တွေကိုပေါ့လေနိုင်ငံရေးခန်းခန်းတွေမှာတာဝန်ပေးဖို့ချိန်တန်ပြီပေါ့နေရာလည်းပေးမယ်ပေါ့အဲ့ဒီပုံမှာအမမြင်လေးပြောပြပြော ညီမတို့တော့ဘာမှပြောသေးရမရှိပါဘူးနိုင်ငံတော်ပြည်သူတွေငြိမ်းချမ်းမှုရရင်ကျင်းနေပါရှင် ဟုတ်ကဲ့ပါခင်ဗျအပိုင်းတော့မှမဲထည့်ရမယ်ပေါ့လေ ဟုတ်ကဲ့ရှင်ဟုတ် အမနဲ့တူတူမဲထည့်ပေးဖို့အတွက်ဒါမိဘပြည်သူတွေကိုဖိတ်ခေါ်ပေးပါဦးခင်ဗျ ဟုတ်ကဲ့ဖိတ်ခေါ်ပါတယ်လို့ကိုယ်နိုင်ငံငြိမ်းချမ်းရေးအတွက်ရဖို့အတွက်ဟုတ်ကဲ့ရှင် ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ခင်ဗျအဲ့ဒါဆိုရင်အခုဒီ73မိုင်ဖလန်ကိုလည်းမိဘပြည်သူရဲ့ပန်းပြလာတော့ကိုအမအနေနဲ့ဒါစကားလက်ဆောင်လေးပေါ်ပေးပါဦးခင်ဗျ ဟုတ်ကဲ့73မိုင်မှာအေးချမ်းပါတယ်လို့ပြောပါရှိပါတယ်ချိန်ပြီးလာလဲပါလို့ဖိတ်ခေါ်ပါတယ်လို့ ဟုတ်ကဲ့ပါခင်ဗျဖျားပေးရကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကို ညီမလေးနဲ့နေမိတ်ဆက်ပါဦးအိမ်မော်ထုံးပါမှာညီမလေးဘယ်ကနေလာလဲရလဲမသိဘူးနော်မန္တလေးကနေပါမှာညီမလေးဒီကိုလာလဲဘယ်နှစ်ချိန်လောက်ရှိပြီလဲဟုတ်နှစ်ချိန်ရှိပါပြီညီမလေးကနေပေးခဲ့ပြီလားဟုတ်နေပေးခဲ့ပြီဘယ်ပိုင်းမှာနေပေးခဲ့ရလဲအပိုင်းတင်ပါမှာညီမလေးနေပေးခဲ့တော့ပေါ့နော်ဘယ်လိုပါတီဘယ်လိုကောင်းဆောင်မျိုးရွေးချယ်ပြီးတော့နေပေးခဲ့ရလဲဟုတ်ကိုယ်နိုင်ငံအတွက်ကျိုးရှိမဲ့ထင်တဲ့ပါတီကိုနေပေးခဲ့တယ်မှာဟုတ်ညီမလေးနဲ့ပေါ့နော်ဒီရွေးကောက်ပွဲပြီးသွားလို့ပေါ့နော်ကောင်းဆောင်တရားပေါ်လာတဲ့ခါမှာညီမလေးနေနဲ့ပညာရေးကျမ်းမာရေးစီးပွားရေးနော်ဘယ်လိုကဏ္ဍမျိုးကိုပြောင်းလဲပြည့်ပြည့်စုံစုံမျိုးရှိတယ်လဲဟုတ်ပညာရေးမှာပညာရေးပြောင်းလဲနေတာပါနော်တတိယချိန်နေပေးဖို့ရှိတယ်ပေါ့နော်ဒီလာမယ့်25ရက်နေ့မှာတတိယချိန်မဲလာပေးမယ်ဟိုနောက်ထပ်မဲဆန္ဒရှင်တွေငါလေးအနေနဲ့ဖိတ်ခေါ်စကားလေးပြောကြပေးပါဦးဟုတ်ကိုတိုင်းဒီအတွက်ဒီမဲ့တင်တဲ့ပါတီကိုမဲပေးနေတယ်ခုလိုခေရပေးတဲ့ညီမလေးကျေးဇူးတင်ပါတယ်ဟုတ်ပါဘူး